ဘာပေါ်မှာမွေးဖွားလာတဲ့လူတိုင်းဟာတယောက်နဲ့တယောက်မတူညီကြပါဘူး။အရာမြင့်ကိုယ်ခန္ဓာအရွယ်စားရုပ်ရည်တွင်ပြင်ဘယ်ရောက်ပဲကြည့်ကြည့်တယောက်နဲ့တယောက်မတူကြပါဘူး။လူအများစုကတော့ပုံမှန်ကိုယ်ခန္ဓာအရွယ်စားနဲ့နေထိုင်ကြပါတယ်။ဒါပေမဲ့တချို့လူတွေကတော့အလွန်တင်းငယ်လွန်းတာအလွန်အယက်ပုလွန်းတာဒါမှမဟုတ်အလွန်အယက်မြင့်လွန်းတာကြောင့်ကမ္ဘာတစ်ဝန်းကလူတွေကိုအံ့ဩစေခဲ့ပြီးလူသားသမိုင်းမှာပါမှတ်တမ်းတင်ခံထားရပါတယ်။ဒါဆိုရင်ကိုယ်ခန္ဓာရွယ်စားထူးခြားဆုံးလူတွေကဘယ်သူတွေလဲဆိုတာဒီဗီဒီယိုမှာအတူတူလေ့လာကြည့်လိုက်ရအောင်ခင်ဗျာ။ညအလင်း channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နံပါတ်1ဂျိုတီအန်ချီလူမကိုဓမ္မလူတွေနဲ့တူရက်နေတာမြင်လိုက်ရရင်လူအများစုကမျက်စိတောင်မယုံနိုင်လောက်အောင်အံ့ဩတော့ကြရပါတယ်။အကြောင်းကတော့ဒုမရဲ့ရက်မြင့်ဟာ62.8 စင်တီမီတာခန့်သာရှိပြီးကလေးငယ်တယောက်လောက်ပဲမြင့်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့ဒုမဟာအိန္ဒိယနိုင်ငံသူဂျိုတီအန်ဂျီဖြစ်ပြီး Guinness ကမ္ဘာ့စံချိန်မှတ်တမ်းကတရားဝင်အသိမှတ်ပြုထားခံရတဲ့ကမ္ဘာအရပ်ပုဆောင်မျိုးသမီးဖြစ်ပါတယ်။လက်ရှိမှာတော့ဒုမဟာအသက်32နှစ်ကျော်ရှိနေပါပြီ။ဒီလိုကိုယ်ခန္ဓာသိရတဲ့အကြောင်းကတော့ငယ်စဉ်ကတည်းကခန္ဓာကိုယ်ကြီးထွားမှုကိုရပ်တန့်သွားစေခဲ့တဲ့ရှားပါးတဲ့ယောဂတစ်မျိုးကြောင့်ဖြစ်ပါတယ်။ဒီလိုခြေနေကြောင့်နေ့စဉ်ဘဝမှာအခက်အခဲတွေအများကြီးရှိပါတယ်။ဆိုရဲထိုင်ကုန်အဝတ်စားသုံးဆောင်ပစ္စည်းအများစုကိုဒုမတို့တိတအရွယ်စားနဲ့ပြုလုပ်ရပါတယ်။ဒါပေမဲ့အရက်1မီတာတောင်မပြည့်တဲ့ဒုမဟာကိုယ်ခန္ဓာအရွယ်စားကိုအားနည်းချက်တစ်ခုဖြစ်ဘယ်တော့မှမတတ်မှတ်ခဲ့ပါဘူး။ဒုမဟာတက္ကသိုလ်ပညာကိုအောင်မြင်စွာတင်ယူခဲ့ပြီးနိုင်ငံပေါင်းများစွာကိုတွားရောက်ခဲ့တယ်လို့ဖျော်ဖြေရေးလောကထဲကိုလည်းဝင်ရောက်ပြီးဒုမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်ခင်ဗျာနံပါတ်2ဆူလတန်ခိုဆန်အရက်2မီတာကျော်ရှိတဲ့လူကိုယ်တော်အရက်မြင့်တယ်လို့ထင်နေတယ်ဆိုရင်တော့ဒီလူကိုမြင်လိုက်တဲ့အခါလည်းပဲမော့ကြည့်ရတဲ့အထိဖြစ်သွားပါလိမ့်မယ်သူကတော့တူရကီနိုင်ငံသားဆူလတန်ခိုဆန်ဖြစ်ပြီး Guinness ကမ္ဘာ့စံချိန်မှတ်တမ်းမှာကမ္ဘာအရက်မြင့်ဆုံးအသက်ရှင်နေတဲ့သူတစ်ယောက်အဖြစ်မှတ်တမ်းတင်ခံထားရပါတယ်။သူရဲ့အရက်အမြင့်က251 စင်တီမီတာခန့်ရှိပါတယ်။ဒါမှလူတွေနဲ့ရှင်လိုက်ရင်တော့ကမ္ဘာနှစ်ခုကလူတွေလူတောင်မြင်ရပါတယ်။ဒါအပြင်သူရဲ့လက်နဲ့ခြေထောက်တွေဟာလည်းဒါမှလူတွေထက်အများကြီးကြီးမားပါတယ်။ဒါကြောင့်အိယာအဝတ်စားဖနက်ကန်းစတဲ့ပစ္စည်းအလုံးကိုဒုက္ခန္တာကိုယ်နဲ့ကိုက်ညီအောင်တီးတန့်ပြုလုပ်ရပါတယ်။နေ့စဉ်ဘဝမှာလည်းလင်းမြန်စီးတာထိုင်ခုံရှာတာတွေလိုတချို့အရာတွေကခက်ခဲဖြစ်တတ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့သူ့ရဲ့ထူးခြားတဲ့အရာမြင့်ကပဲသူ့ကိုကပါတဝန်းလူသိများတဲ့သူတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။သူဟာနိုင်ငံပေါင်းများစွာကိုတွားရောက်ပြီးလူတွေကိုတွေ့ဆုံအားပေးကစိတ်ဓာတ်ခွန်အားပေးနေသူလည်းဖြစ်ပါတယ်။နံပါတ်3 Action SYA ခုမြင်နေရတဲ့သူကိုကလေးငယ်တယောက်လိုထင်မိနိုင်ပါတယ်။ဒါပေမဲ့တကယ်တော့သူဟာအရွယ်ရောက်ပြီးသားလူငယ်တယောက်ဖြစ်ပါတယ်။သူကတော့အီရန်နိုင်ငံသား Action SYA ဖြစ်ပြီးကမ္ဘာအရပ်ပုဆုံးအသက်ရှင်နေတဲ့သူတွေထဲကတယောက်အဖြစ် Guinness ကမ္ဘာမှတ်တမ်းမှာမှတ်တမ်းတင်ခံထားရပါတယ်။သူရဲ့အရက်မြင့်က65.24 စင်တီမီတာခန့်သာရှိတာကြောင့်ဒါမှအိမ်တုံးပစ္စည်းတွေနဲ့ရှင်လိုက်ရင်တော့အလွန်တင်းငယ်လွန်းပါတယ်။ဒါပေမဲ့သူဟာတတ်နိုင်တဲ့လောက်ကိုယ့်အားကိုယ်ကိုးပြီးနေထိုင်နေတယ်လို့အချို့အလုပ်တွေမှာတော့မိသားစုရဲ့အကူအညီကိုယူရပါတယ်။သူရဲ့ဘဝဇာတ်လမ်းကလူများကိုသင်ခန်းစာတစ်ခုပေးထားပါတယ်။ကိုယ်ခန္ဓာရွယ်စားကလူတစ်ယောက်ရဲ့တန်ဖိုးကိုမဆုံးဖြတ်နိုင်ပါဘူး။လက်ရှိမှာသူဟာအသက်23နှစ်ရှိနေပြီးအရက်သေးငယ်ပေမဲ့တာမန်လူတစ်ယောက်လိုပဲအိမ်မက်တွေရှိတယ်။မျောလင်းချက်တွေရှိတယ်။ဘဝကိုရဲရဲဝံ့ရှေ့ဆက်နေတဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်4 Svetlana Pankratova သူမကိုတာမန်လူတွေနဲ့သူရက်နေတာမြင်လိုက်တိုင်း
လူတိုင်းအံ့ဩသွားကြရပါတယ်။ဘာကြောင့်လဲဆိုတော့သူမနဲ့ရှင်ရက်နေတဲ့လူတွေကတေးသွားတယ်လို့တောင်ထင်ရလို့ပါ။သူမကတော့ရုရှားနိုင်ငံသူဘတ်စကတ်ဘောအားကစားသမားဟောင်းဆွက်လာနာပန်ကရာတိုဝါဖြစ်ပြီးကမ္ဘာခြေထောက်အရှည်ဆုံးအမျိုးသမီးဖြစ်မှတ်တမ်းတင်ခံထားရသူပါ။သူမရဲ့ရမြင့်က195စင်တီမီတာခန့်ရှိပေမဲ့လူသိများစေခဲ့တာကတော့အရမြင့်မဟုတ်ပဲ132စင်တီမီတာလောက်ရှည်တဲ့ခြေထောက်တွေကြောင့်ဖြစ်ပါတယ်။သူမခြေထောက်ရဲ့ရှည်ကလူချို့ရဲ့အမြင့်နီးပါးရှိတာကြောင့်ဘတ်စကတ်ဘောကစားတဲ့အခါမှာသူမအတွက်အားသာချက်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နေ့စဉ်ဘဝမှာတော့ဒီလိုအရအမြင့်ကအခက်ခဲတွေလည်းရှိပါတယ်။အဝတ်စားဖနက်ပြိဘောဂတွေကိုအစင်ပြေတဲ့အရွယ်စားရှာဖို့မလွယ်ကူပါဘူး။ဒါပေမဲ့မကတော့ဒီထူးခြားတဲ့အရမြင့်ကိုအားသာချက်ဖြစ်သုံးကြပြီးအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်လို့ကမ္ဘာတဝန်းလူသိများတဲ့သူတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။နံပါတ်5ချူဟန်မီတာစုဒီတက္ကမှာတော့ထူးခြားတာကလူတစ်ယောက်တည်းမဟုတ်ပဲမီတာစုတစ်စုလုံးဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကချူဟန်မီတာစုမှာမီတာစုဝင်17ယောက်ရှိပြီးအဲ့ဒီထဲက9ယောက်ဟာမျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်တင်းငယ်တဲ့ယောဂကိုခံစားနေရပါတယ်။ဒီယောဂကြောင့်အယိုးတွေဟာပုံမှန်ထက်ကြီးထွားမှုနှိမ့်ကွေးပြီးလက်နဲ့ခြေထောက်တွေကလည်းတာမန်လူတွေထက်ပိုတိုးနေပါတယ်။သူတို့ရဲ့အရမြင့်ကပြင်းပြအဖြစ်90မှ120စင်တီမီတာကြားတာရှိပြီးတာမန်လူကြီးတစ်ယောက်ရဲ့ခါအမြင့်တော့မမီပါဘူး။ဒီလိုအခြေအနေဟာလူ2500မှာတယောက်လောက်တာတွေ့ရတဲ့ရှားပါတဲ့အခြေအနေဖြစ်ပြီးမိသားစုတစုတည်းမှာဒီလောက်များဖြစ်ပွားတာကတော့ပိုပြီးရှားပါပါတယ်။ဒါပေမဲ့သူတို့ဟာတာမန်မိသားစုလိုပဲဘဝကိုဖျက်ဆီးနေကြပါတယ်။မိဘတွေကအလုပ်လုပ်ပြီးမိသားစုကိုထောက်ပံ့ကြတယ်လို့ကလေးတွေကလည်းကြောင်းတက်ပြီးတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်ခင်ဗျာ။နံပါတ်6မက္ဆီကာရင်သူမပေါ်လာတဲ့နဲ့လူတိုင်းရဲ့အာယုံကိုဖန်ဆားသွားတာကတော့သူမရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာအချိုးစားပါပဲသူမကတော့အမေရိကန်နိုင်ငံသူမက္ဆီကာရင်ဖြစ်ပြီးကမ္ဘာခြေထောက်အရှည်ဆုံးအမျိုးသမီးဖြစ်မှတ်တမ်းတင်ခံထားရပါတယ်သူမရဲ့အရမြင့်က208စင်တီမီတာခန့်ရှိပြီးပယ်ဘက်ခြေထောက်က135.3စင်တီမီတာညာဘက်ခြေထောက်က134.3စင်တီမီတာထိရှည်ပါတယ်သူမကိုလူသိများစေခဲ့တာကတော့အရမြင့်တစ်ခုတည်းမဟုတ်ပဲမယုံနိုင်လောက်အောင်ရှည်လျားတဲ့ခြေထောက်တွေကြောင့်ပါဒီလိုအရမြင့်ကြောင့်တကားဖြတ်သွားတာအိယာအသုံးပြုတာအဝတ်စားရွေးတာကားစီးတာစတဲ့နေ့စဉ်ဘဝကအရာတော်များများကိုသူမရဲ့ကိုယ်ခန္ဓာနဲ့လိုက်ဖက်အောင်အထူးပြင်ဆင်ရပါတယ်ဒါပေမဲ့သူမကတော့ဒီထူးခြားမှုကိုအားနည်းချက်တစ်ခုလို့မမြင်ခဲ့ပါဘူးအဲ့ဒီစားသူမရဲ့ကိုယ်ပိုင်မှတ်သားဖြစ်လက်ခံခဲ့ပြီးတောင်းမြေဖက်နှက်တွေတော့ယုံကြည်မှုအပြည့်နဲ့ဝတ်ဆင်လေးရှိပါတယ်လူများကတော့ဒီလိုအရမြင့်တဲ့သူတစ်ယောက်ဟာဘဝမှာခက်ခဲတွေဘယ်ကြုံရမယ်လို့ထင်ကြပေမဲ့သူမကတော့ဒီထူးခြားမှုဟာသူမကိုလူတွေကြားထင်ရှားစေခဲ့တဲ့အရာလို့ယုံကြည်ပါတယ်ဆယ်ကျော်တက်ရွယ်ကလေးကလူသိများလာခဲ့တဲ့သူမဟာဒီနေ့အထိလည်းကမ္ဘာအထူးခြားဆုံးကိုယ်ခန္ဓာအချိုးစားပိုင်ရှင်တစ်ယောက်ဖြစ်လူမှုကွန်ရက်ပေါ်မှာဆက်လက်လူပြောများနေစေဖြစ်ပါတယ်နံပါတ်9ပရာဟင်တကီဦးလာသူလှမ်းလျှောက်လာတာကိုမြင်လိုက်ရင်တဏ္ဍာရီထဲကအေယာမလူကြီးတစ်ယောက်လက်တွေ့ဘဝကိုရောက်လာတယ်လို့တောင်ခံစားရပါတယ်သူကတော့မော်ရိုကိုနိုင်ငံသားပရာဟင်တကီဦးလာဖြစ်ပါတယ်သူဟာပုံမှန်ထက်အလွန်ကြီးမားတဲ့ကိုယ်ခန္ဓာအချိုးစားကြောင့်ကမ္ဘာတဝန်းလူသိများလာတဲ့သူတစ်ယောက်ပါသူရဲ့အရမြင့်က246စင်တီမီတာခန့်ရှိပါတယ်ဒါပေမဲ့လူအများဆုံးအံ့ဩစေခဲ့တာကတော့အရမြင့်တစ်ခုတည်းမဟုတ်ပါဘူးသူ့ရဲ့ခြေထောက်အရှည်က38.1စင်တီမီတာလောက်ရှိတာကြောင့်တာမန်ဖက်နှက်တွေကိုလုံးဝစီးလုံးမရပါဘူးသူ
သူ့အတွက်ဖဏတ်တွေကိုတိတဩရာမှာပြီးပြုလုပ်ရပါတယ်ဒီလိုကြီးမားတဲ့ကိုယ်ခန္ဓာကြောင့်တကားဖြတ်သွားတာကားစီးတာထိုင်ကုန်မှာထိုင်တာတွေလိုနေ့စဉ်ဘဝကအရာတော်တော်များများဟာစိန်ကုန်မှုတစ်ခုဖြစ်နေပါတယ်ဒါပေမဲ့သူကတော့ဒီထူးခြားမှုကိုအားနည်းချက်အဖြစ်မမြင်ခဲ့ပါဘူးအဲ့ဒီစားကမ္ဘာစိတ်ပွဲတွေနဲ့မီဒီယာတွေမှာပါဝင်ခဲ့ပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်သူ့ကိုအပြင်မှာတွေ့ဖူးတဲ့သူတွေကတော့ရုပ်ရှင်တွေကအေယာမကြီးလူတစ်ယောက်နဲ့တွေ့နေရတယ်လို့ခံစားရတာတောင်ပြောကြပါတယ်ဒါကြောင့်လဲသူဟာဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်းမှာထူးခြားတဲ့ကိုယ်ခန္ဓာအကျိုးစားပိုင်ရှင်တစ်ယောက်ဖြစ်မှတ်တမ်းတင်ခံထားရပါတယ်ခင်ဗျာနံပါတ်8ဂျက်တက်တမန်လူတစ်ယောက်ရဲ့လက်မောင်းကကာတွန်းဇက်ကောင်လို့ကြီးမားနိုင်မှာမဟုတ်ဘူးလို့ထင်ဘူးတယ်ဆိုရင်ဒီလူကတိအမြင်ကိုပြောင်းလဲသွားစေမှာပါသူကတော့အမေရိကန်နိုင်ငံသားလက်မောင်းအင်အားပြိုင်ပွဲချန်ပီယံဂျက်တက်ဖြစ်ပါတယ်သူ့ရဲ့လက်မောင်းအောက်ပိုင်းလုံးဘက်က49စင်တီမီတာလောက်ရှိပြီးတာမန်လူတွေထက်အဆများစွာကြီးမားပါတယ်ဒါကြောင့်လူတွေကသူ့ကိုလက်တွေ့ဘဝက pop eye လို့တောင်ခေါ်ကြပါတယ်ဒါအပြင်သူ့ရဲ့လက်ဖွားဟာအလွန်ကြီးမားပြီး baseball ဘောလုံးတစ်လုံးကိုလက်တစ်ဖက်တည်းနဲ့အလွယ်တကူစောက်ကိုင်းနိုင်ပါတယ်။အင်အားကြီးတဲ့လူတစ်ယောက်လိုထင်ရပေမဲ့တကယ်တမ်းမှာတော့သူဟာတမန်လူတွေလိုပဲရိုးရိုးရှင်းရှင်းနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူဟာလက်မောင်းအင်အားပြိုင်ပွဲတွေမှာအောင်မြင်မှုများစွာရရှိခဲ့ပြီးဒီအားကစားနယ်ပယ်ကကန်တဝင်တစ်ယောက်အဖြစ်အတိမတ်ပြုခံထားရပါတယ်။နံပါတ်9ရိုမေဆာကက်ကီတခါတရံလူတစ်ယောက်ရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာချိုးစားရဲ့နောက်ွယ်မှာမထင်မှတ်ထားတဲ့ဘဝဇာလန်တစ်ပုဒ်ရှိနေတတ်ပါတယ်။သူမကတော့တူရကီနိုင်ငံသူရိုမေဆာကက်ကီဖြစ်ပြီးလက်ရှိကမ္ဘာအယက်မြင့်ဆုံးအသက်ရှင်နေတဲ့အမျိုးသမီးအဖြစ်ဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်းမှာမှတ်တမ်းတင်ခံထားရသူဖြစ်ပါတယ်။သူမရဲ့အယက်မြင့်က215.16 စင်တီမီတာရှိပြီးတမန်လူတွေနဲ့ရှင်ရင်အယက်မြင့်ကကွာခြားလွန်းပါတယ်ဒီလိုဖြစ်ရတာကတော့ရှားပါတဲ့ယောဂတစ်မျိုးကြောင့်အယိုးတွေပုံမှန်မဟုတ်ပဲကြီးထွားလာပြီးကြောရိုးကလည်းကွေးသွားတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်သူမဟာလမ်းလျှောက်ရတာခက်ခဲရှိပြီးအများအဖြစ်ဘိန်းတက်ကလထိုင်ကိုတုံးပြရပါတယ်ဒါပေမဲ့သူမကတော့ဘဝကိုအားမလျှော့ခဲ့ပါဘူးအိမ်ကနေပညာသင်ယူခဲ့ပြီးweb designer အဖြစ်လဲအောင်မြင်စွာအလုပ်လုပ်နေပါတယ်အရေးကြီးဆုံးကတော့သူမဟာကိုယ်ခန္ဓာကိုယ်ရဲ့ထူးခြားမှုကိုအသားစီးဖြစ်မမြင်ပဲလူတွေကိုစိတ်ဓာတ်ခွန်အားပေးတဲ့အင်အားတစ်ခုအဖြစ်ပြောင်းလဲအသုံးချခဲ့တာပဲဒါအပြင်ဒီလိုရှားပါတဲ့အခြေအနေအကြောင်းကိုလူတွေပုံနားလဲအောင်အသိပညာပေးလုပ်ငန်းတွေလည်းဆောင်ရွက်နေတဲ့လူလည်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကနေကျွန်တော်တို့လက်ရှိဘဝမှာသင်ယူနိုင်တဲ့ဘဝသင်ခန်းစာအချက်5ချက်ထုတ်နှုတ်ထားတာကိုဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1သူများနဲ့မတူညီတာကအားနည်းချက်မဟုတ်ပါဘူးလူတိုင်းမှာကိုယ်ပိုင်ထူးခြားမှုရှိပါတယ်တခြားသူနဲ့မတူတာကြောင့်ကိုယ်အားငယ်စရာမလိုပါဘူးကိုယ့်ရဲ့ထူးခြားမှုကိုလက်ခံပြီးအကောင်းဆုံးသုံးချနိုင်ရင်အဲ့ဒါကကိုယ့်ရဲ့အားသာချက်ဖြစ်လာမှာပါနံပါတ်2ကိုယ်ခန္ဓာကဘဝကိုမဆုံးဖြတ်နိုင်ပါဘူးအယက်ပုတ်တာအယက်မြည်တာကိုယ်ခန္ဓာမပြည့်စုံတာတွေကလူတစ်ယောက်ရဲ့တန်ဖိုးကိုမတတ်မှတ်နိုင်ပါဘူးအိမ်မက်ကြီးမားထားပြီးမလျှော့တမ်းကြိုးစားမယ်ဆိုရင်ဘယ်သူမှမဆိုအောင်မြင်နိုင်ပါတယ်နံပါတ်3အခက်ခဲကိုအခွင့်အရေးဖြစ်ပြောင်းလဲလိုက်ပါဒီဗီဒီယိုထဲကလူများစုဟာသူတို့ရဲ့အားနည်းချက်လို့ထင်ရတဲ့အရာတွေကိုထူးခြားမှုအဖြစ်ပြောင်းလဲပြီးကဘာကတိလာအောင်လုပ်နိုင်ခဲ့ကြပါတယ်ပြဿနာတိုင်းမှာအခွင့်အရေးတစ်ခုရှိနေတတ်ပါတယ်ဆိုတာမြင်စေချင်ပါတယ်နံပါတ်4ကိုယ့်ယုံကြည်မှုကအရေးကြီးဆုံးပါလူတွေဘလို့ပဲဝေဖန်ပြောဆိုပါစေကိုယ့်ယုံကြည်ပြီးရှေ့ဆက်ရဲတဲ့သူကတာပန်းတိုင်ကိုရောက်နိုင်ပါတယ်ကိုယ့်ယုံကြည်မှုဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်နံပါတ်5လူတိုင်းမှာကိုယ်ပိုင်တန်ဖိုးရှိတယ်
လူတစ်ယောက်ရဲ့တန်ဖိုးကိုအယံအမြင့်ရုပ်ရည်ဒါမှမဟုတ်ကိုယ်ခန္ဓာအချိုးအစားနဲ့မတိုင်းတာသိပါဘူးစိတ်ထားကောင်းမှုဇွဲလှုပ်လာနဲ့အခြားသူတွေအတွက်အကျိုးရှိအောင်နေထိုင်နိုင်ခြင်းကသာတကယ်တန်ဖိုးအစစ်ဖြစ်ပါတယ်ဆိုတာဒီဗီဒီယိုကနေသင်ခန်းစာရယူနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပြီး subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နောက်ဗီဒီယိုမှာလည်းစိတ်ဝင်စားဖွယ်အကြောင်းအရာတစ်တွေနဲ့ပြန်လည်တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ